ဘာတစ်ခုတူသွားလဲဆိုတော့ဟိုအမတော့ရှောက်ပြီးပြောတာပေါ့လေနော်အဲ့ဒီ WLF ဖွဲ့ရလဲသူကအပြတ်ပေါ်ကလည်းဟိုရိုးသားတဲ့အကြောင်းပေါ့ဟုတ်လားဒီဟာမှလည်းသူ့ကိုမထည့်လေခြင်းပေါ့ဟုတ်လားအဲ့တော့အဲ့တစ်ချက်မှာတော့ဘာဖြစ်သွားလဲဆိုတော့NUGရဲ့လုတ်ပေါက်ကတော့တော်တော်တူတယ်ဗျဘာကြောင့်လဲဆိုတော့ဒီတန်ချက်ကားတဲ့ဟိုကားတွေပေါ့လေအာမကားတွေပေါ့နော်အဲ့ဒါတွေပေါ့အာမကားဆိုတော့ဟိုစစ်တော်သုံးတဲ့အာမကားတော့မဟုတ်ဘူးဗျနော်ဒီအပြင်သုံးတဲ့အာမကားတွေအဲ့ဒါတွေရောင်းတဲ့ကုမ္ပဏီကထင်လင်းဆိုတဲ့ကောင်ကလည်းခေါင်းကင်ထားတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့ပြီးတယ်နော်အဲ့ဒီကောင်ကဘယ်လိုလဲဆိုတော့ NLD ရဲ့ website ကိုပါအဲ့ဒီကောင်တွေလက်ထက်ရောက်သွားတယ်ဆိုတာလည်းကျွန်တော်ပြောခဲ့ပြီးတယ်အဲ့တော့ပထမဆုံးအဲ့ဒါမပြောခင်မှာအခုဒီဟာမတွေဖြစ်တဲ့အကြောင်းတစ်ချက်ပြန်နော်တစ်ချက်ကြည့်ပေါ့အိမ်မဲ့ဆိုရမယ်အိမ်နိုင်ဘူးကငါတအားခံစားရတာလေတဲ့တော်လိုင်းရင်ငွေဆိုတဲ့အရာအပြင်ငါ့ကိုလုံးရက်တာဆိုတဲ့ခံကြားချက်ပဲတဲ့ငါမလို့တော်လိုင်းမှာတစ်ခါမှမကူဘူးတဲ့ဘောမတွေတအုပ်စုတွေသခိုးမဆိုတာချင်းထပ်နေအောင်စော်ကားသမျှကိုတဲ့အားမလျှော့တိုင်းတောက်ခံခဲ့တာဆက်လုပ်ခဲ့တာငါသေးလောက်အောင်ပြောဆိုခံရတာပါငါ့ကိုခိုင်းစားကြတဲ့လူတွေနင်တို့တွေရတဲ့ငါ fundraising လုပ်ထားတဲ့ငွေတွေကိုပေးဖို့လက်ခံထားတဲ့အဖွဲ့တွေတော်လိုင်းဆက်လူတွေတယောက်မှတဲ့ငါဘက်ကရေးရဲပြောတာမျိုးမရှိဘူးတဲ့နော်ဒါလေးပေါ့လေသူကပေါ်ပြခဲ့တာအဲ့ဒါမှတော့ဘလို့ဖြစ်သွားလဲဆိုဒီခိုးဘက်ကလည်းပြန်ပြီးတော့လာတယ်ဗျမိဘပြည်သူများလေးစားစွာအတိပေးကြီးညာခြင်းနဲ့နော် We Love Myanmar Family WLMF အဖွဲ့အစည်းကို2021ဖေဖော်ဝါရီလ17ရက်နေ့ကစပြီးဖွဲ့စည်းခဲ့တယ်အဲ့တော့နိုင်ငံတကာမှာရှိတဲ့တော်လိုင်းတွေအမှတရားလိုလားတဲ့လူငယ်ပညာတတ်တဲ့စင်းကြောင့်ဖွဲ့စည်းပြီးတော်လိုင်းရံပုံများကိုမှန်မှန်ကန်ကန်စီးစိနိုင်အတွက်စ조사ထမ်းဆောင်နေတယ်တဲ့အဲ့ဒီအဖွဲ့မှာစတယ်တော့ဘသူတွေပါတာပေါ့လေຫນွေဦးတော်လိုင်းတဲ့ဘာတွေရှာပေါ်ရဲပေါ့နော်အဲ့လိုပြင်အမျိုးသားညီညွတ်ရေးဆိုအပါအဝင်ထောက်ဖို့ပြည်သူများနိုင်ငံတကာနော်ဖန်ရီဇာများတော်လိုင်းရဲဘော်ရဲဘက်များတန်ရင်တပ်ဖွဲ့ကရဲဘော်ရဲဘက်များရဲ့စိတ်ချယုံကြည်အားကိုတော့အဖွဲ့အစည်းတွေဂုံတိတ်ကရှိရပ်တည်ခဲ့တယ်တဲ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ရဒါနဲ့သူတို့ကစီးရင်စစ်အဖွဲ့တွေလောက်တော့မှာပေါ့လေပူးလွဲပါတဲ့ project တွေအကုန်လုံးကြီးစုနိုင်တယ်ပေါ့လေအဲ့ဒါ project တွေပေါ့နော်အဲ့ဒီမှာတော့ပါတဲ့လူတွေကတော့ဘယ်သူတွေပါတယ် project အောင်မြင်အတွက်ဘာတွေလုပ်ခဲ့ကြတာတွေအဲ့မှာလူနာမည်တွေပါတယ်ဗျအဲ့ဒါမှတော့နော်ဟိုဟာမှတော့ထည့်မထားဘူးဤတဲ့ကမှတော့ပါသေးတယ်နောက်တော့ဖြိုးစီရလည်းပါတာပဲနော်နောက်ပြီးတော့ဟိုစိုးထိုးဆိုတဲ့ကောင်လည်းပါတာခန့်ကိုဆိုတဲ့ကောင်လည်းပါတာပဲနော်ဒါပေမဲ့အဲ့ကောင်မှဟိုပါဆယ်လို့တော့ထည့်မထားဘူးအဲ့တော့စီးစစ်ခံနိုင်တယ်ဆိုပြီးစီးစစ်ပါမယ်ဆိုတာဟုတ်တယ်အစိုးရပတ်ပြေးတဲ့ကိစ္စမှာတဲ့ပါဝင်လူတွေမသေးသေးဘူးတဲ့ဂုတ်တုံကြီးပို့တင်လိန်နေတဲ့တာမန်စီးကပညာတတ်သူတွေကစစ်တာတဲ့အစစ်မရှိလို့ကိုရှိတင်ပြောခဲ့တာတဲ့ကမ္ဘာအဆင့်အော်ဒီဖာငှားစစ်ဆိုပြီးမတတ်နိုင်မှသိလို့ပြောခဲ့တာတဲ့ဘယ်ရငွေနဲ့ခါးနိုင်မှလဲဆိုတော့သကီးမလက်ကြငွေနဲ့ငှားဖို့ပြောတာတဲ့နေတော့တဲ့ကိုစီတက်စီရှိတယ် project ငွေတပြားတစ်ချက်မှအကုန်မခံနိုင်ဘူးငါအကြောင်းပြန်ခဲ့တာတဲ့နင်တို့ဆိုပြီးတော့စင်းကျကိုပဲသူ့ဂုံတိတ်ကောင်ယုံကြည်လို့စစ်ဆေးဖို့ငါတို့ဘက်ကသဘောတူခဲ့ရအောင်တဲ့နင်တို့ဘက်ကအဆုံးကြီးပတ်ပြီးလို့ဒီအချိန်တွေဖြစ်ရတာတဲ့ဒါလည်းသူကလည်းပြန်ပြောတာပေါ့လေတော်တော်ပေါ့လေဟာနော်တပည့်နဲ့ပြောကြတာပေါ့အဲ့တော့မှအဲ့ဒီပုံထဲမှာတဲ့ project အောင်မြင်ဖို့တဲ့ကုညီပံ့ပိုးခဲ့တဲ့ရဲဘော်ရဲဘက်များစီးရင်ဆိုတဲ့နော်နာမည်မှာဟိုစီးရင်ပါတယ်ကိုယ်နာမည်ထည့်မထားဘူးတဲ့မမများတဲ့ပွဲကမယ်မှာနေတစ်ချိန်လုံး post တင်ကြော်ညာခိုင်းလို့ငါအများဆုံး post တင်ပေးခဲ့ရတာတဲ့မသိတဲ့လူဆိုငါလုပ်တဲ့ project ပါလို့အထင်ခံရတာတဲ့အခုထိတွေးပြီးတော့ဒစိမ့်စိမ့်ရှက်နေရတဲ့ကိစ္စတဲ့အခုကျတော့ငါတဲ့နင်တို့ project တွေအောင်မြောင်လုပ်ဆောင်တဲ့တဲမှာချက်ချင်းမပါတော့ဘူးတဲ့ဟုတ်လားနော်အဲ့တော့ဒါကြေကွဲမှုရှိတာပေါ့အဲ့တော့တခုရှိတာတော့ဘာတခုတူသွားလဲဆိုတော့ဟိုအမတော့ရှောက်ပြီးပြောတာပေါ့လေနော်အဲ့ဒီ WLF ဖွဲ့ရလဲသူကအပြတ်ပေါ်ကလည်းဟိုရိုးသားတဲ့အကြောင်းပေါ့ဟုတ်လားဒီဟာမှလည်းသူ့ကိုမထည့်လေခြင်းပေါ့ဟုတ်လားအဲ့တော့အဲ့တစ်ချက်မှာတော့ဘာဖြစ်သွားလဲဆိုတော့NUGရဲ့လုတ်ပေါက်ကတော့တော်တော်တူတယ်ဗျဘာကြောင့်လဲဆိုတော့ခင်ဗျားတို့နော် NLD အာဏာရလာတဲ့အချိန်မှာဒေါ်စုနာကိုကတ်လို့ရတဲ့လူတွေကဆယ်လီတွေကတ်လို့ရတာNLD ပါတီဝင်ထဲမှာအနစ်နာခံပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့လူတွေနော်ကိုကျိုးဆုံးခဲ့တဲ့လူတွေကတော့ဘေးဖယ်ခံရတာပဲဆယ်လီတွေနေရာရတယ်ကရိုနီတွေနေရာရတယ်အဲ့ဒါပဲဆယ်လီတွေနဲ့ကရိုနီတွေနေရာယူသွားတာလူတယောက်ဘာလုပ်တယ်ဆိုတာတော့ကလည်းဟိုရရင်တော့မှိန်တုပ်ပြီးတော့မရတဲ့အခါမှာကြာရင်တော့ကလော်ထုတ်တာပဲလေအဲ့ဒါကတော့သဘောချင်းတူတယ်ဗျဒီပန်ဆယ်လိုလည်းအဲ့လိုဟာတွေကလှုပ်ခါရတာဒီဟာမှလည်းကောင်းတာတော့မဟုတ်ဘူးဘယ်ဘက်ကတော့မကောင်းဘူးဒါပေမဲ့အဲ့ဒီအကျင့်မှာတော့ဗာလို့သူကိုယ်တိုင်ခံစားကြေကိုရတဲ့နေရာတဲ့သဘောရှိတယ်။ဘာကြောင့်လဲဆိုတော့ NUG ရဲ့လောက်ကွက်ပေါ့ဟုတ်လား။နော်ရရင်တော့မှေးတုတ်တာပဲ။ရရင်မှေးတုတ်နေတာပဲ။မေပန်သမီးလေးပန်ကိုင်းမြောက်ပင့်ပြော်ယူပြီးလဲပြီးရော
မသိကြအောင်ဆောင်တာပဲအဲ့ဒါကတော့အမတန်အကျင့်တူတယ်အဲ့ဒီကျင့်ကတော့အမတန်တူတယ်ဗျဘာကြောင့်လဲဆိုတော့အဲ့ဒီ WLF ကຫນွေဦးဒေါ်လာရေးမှာက NUG ဆိုတာဘာညာလေးပြောတယ်ဟုတ်လား NUG ဆိုတာပြောပြီးတော့အခုခုနပြောတဲ့နော်ဒီ project ဘာညာကိစ္စကြတော့နာမည်ဖယ်ထုတ်သွားတာအဲ့ဒါကြတော့ဒီ ND တွေလောက်ရက်နဲ့ဒီဟာတွေလောက်ရက်ကလည်းတစ်ထပ်တည်းကြတယ်ဗျနော်အာတိခုံသမားမလို့တော့ဘူးမပူထုပဲလူပဲလိုတယ်အဲ့အမျိုးတွေပေါ့နော်ဒါတွေကဘာလဲဆိုတော့ရဖို့ကတော့ထားတင်ပေးတဲ့လူတွေကိုတော့ခေါင်းနေပြီးတော့ထိတ်တက်ပြီးတော့ပြီးတော့မှကန်ထုတ်တဲ့ပုံစံမျိုးတွေအဲ့ဒါတွေကတော့ဒီနိုင်ငံရေးသမားတွေရဲ့အကျင့်ညာတစ်ထပ်တည်းကြတယ်ဆိုတော့ရှိတယ်ဗျဒီပါဆယ်လိုကျွန်တော်ကြိုက်လို့လည်းပြောတာဗောဒါပေမဲ့သူကြေကွဲတဲ့ပုံစံကတော့ဝတ်လေတာဗောလေဟုတ်လားဘာကြောင့်ဝတ်လေလဲဆိုတော့တော်လိုင်းမှာစောင်းစောင်းဆောင်မှာလုတ်ခဲ့တဲ့လူတွေကိုဘေးဖယ်ပြီးတော့သူကနေထိတ်ကဝင်းနေဒေါ်စုရဲ့ပခုံးလေးတစ်ချက်ဖက်ခါတာကိုမူဒီပြီးတော့မှအဲ့ဒါမူဒီပြီးအကုန်လုံးဟိုကလော်ဒီကလော်လုံနေတာဝတ်ဆိုတာလဲဆိုတာအဲ့ဒါပဲအခုစပြီးဝတ်လေတဲ့အကြောင်းကိုပြတယ်အဲဒါဝတ်လေလာတဲ့အပြန်လာဝတ်လေကြတဲ့ဟာတွေပေါ့ဟုတ်လားဒီမှာလဲနော် WLF အဖွဲ့အစည်းအနေနဲ့ထက်ဟေမန်ပေါ့လေ WLF အဖွဲ့အစည်းအနေနဲ့စတင်ဖွဲ့စည်းကထားခဲ့ပြီးဖြစ်တဲ့စည်ရည်ချစ်ခံယူဆိုတဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့လေခုလာတွေမှာစနစ်ကျပြင်ဆင်ထားတယ်တဲ့နော်ဒါကြောင့်မလို့ဒါစင်းစစ်ဖို့တဲ့ဘာလို့လာလောက်ပါပေါ့လေဟုတ်လားပါစင်နယ်ကျိုးတွေမကြွင်မှုရှိတာတွေမလုပ်ဘူးပေါ့ဒါတွေဟာတော်လိုင်းတစ္ဆာပေါက်တာပေါ့ဟုတ်လားအဲ့ရိုးစွတ်တဲ့လူတွေကလည်းစီစဉ်သားတဲ့တယောက်တယောက်ပြန်လာတော့မနေကြပြီဟုတ်လားဒီမှာလည်းဘသူကတဲ့ငွေကိုင်းနေစင်းနာကိုင်းနေဒါတွေပေါ့လေဟုတ်လားဘာတွေရလုပ်တယ်ပေါ့conflict interest တွေအားရှောက်ပြီးရေးတာပေါ့လေဟုတ်လားဒါရေးတာပဲတော့ဒါတွေရှောက်ရေးနေတာပဲဘာပဲရေးကျွန်တော်တို့ကတော့ဘာလဲဆိုတော့ဒါ420အမှုမှာဆိုရင်နော်420လိန်နေမှုမှာဆိုရင်ခမ ्या ကနှစ်ဖက်ပြဿနာရှိတယ်ဗျာနှစ်ယောက်စလုံးလိန်တယ်လို့ပဲကျွန်တော်တို့ကယူဆရတယ်ဗျ420အမှုတက်လာတယ်ဆိုရင်တော့နော်ဒီမှာဆိုဥပမာ plate နဲ့တရလိုပဲနော်ရှိပါဘောလေဟုတ်လားနှစ်ယောက်ပြဿနာတက်လာရင်နှစ်ယောက်စလုံးလိန်တယ်လို့ပဲတတ်မှတ်ကြဘယ်သူကပို့ပြီးတော့အထောက်ထားနဲ့နော်ပြလိုက်မလဲဒါပဲတရားရုံးတွေမှာလည်းအဲ့လိုပေါ့လေတရားရုံးတွေမှာ420အမှုတက်လာတယ်ဆိုရင်တရားသူကြီးကဘယ်လိုကြည့်လဲဆိုတော့နော်နှစ်ဖက်စလုံးကလိန်တယ်အဲ့ဒီမှာဘယ်သူကပို့ပြီးတော့မှအထောက်ထားနဲ့တိတိကျကျခိုင်ခိုင်မှာပြောနိုင်မလဲပြောနိုင်တဲ့လူကနိုင်တာပဲဒါပဲအဲ့တော့ဘာလဲဆိုတော့ဒီခုကဘာလဲ420အမှုပုံစံမျိုးဟုတ်တယ်ဗျအလွဲသုံးတာ420လေအဲ့တော့ပန်ဆယ်လိုအုပ်စုနဲ့တူ WLF အဖွဲ့နဲ့နှစ်ဖွဲ့ပြင်နေပြီအဲ့တော့ပန်ဆယ်လိုနဲ့ WLF နှစ်ဖွဲ့ဖြစ်ပြင်ရင်ကျွန်တော်တို့ကတော့ဘလို့ယူဆတယ်နှစ်ဖွဲ့ကတော့နှစ်ဖွဲ့ဆိုမှလိန်တယ်လို့ပဲကျွန်တော်ကယူဆရတယ်အဲ့ဒီမှာဘသူကနေပြီးတော့အတိအကျထောက်တာပြနိုင်မလဲပြနိုင်တဲ့လူကတော့ဒါမှန်တာပေါ့အဲ့တော့ဒီပန်ဆယ်လိုအကြောင်းကတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲလေဟို institution တစ်ခုလုံးကကျွန်တော်ဒီစနေရမိတ်ဆွေတယောက်ကကျွန်တော်အမျိုးသမီးကိုဖုန်းဆက်တဲ့စကားပြောတာကြားတယ်ဗျ institution တစ်ခုလုံးဖျက်ဆီးပလိုက်တာတဲ့အဲ့ဒါ institution တစ်ခုလုံးဖျက်ဆီးပလိုက်တာတဲ့ဟုတ်တာပဲလေຫນွေဦးဒေါ်လာရေးကိုမှငွေတို့ပြုံးပြအောင်လုပ်ပြီးတော့ပြည်သူဒေါ်လာရေးကိုနောက်ကျအောင်လုပ်ပြီးစကားစအောင်ပြန်ပြီးတော့အနိုင်ရအောင်လုပ်တဲ့ပုံစံမျိုးဒါ institution တစ်ခုလုံးဖွဲ့ဖျက်ဆီးလိုက်တဲ့ပုံစံမျိုးဒီဟာမှလုပ်တာကတော့အကုန်လုံးခင်ဗျားတို့သိနေပြီWLF အဖွဲ့ဘာလုပ်တယ်လဲဆိုတာကတော့ခင်ဗျားတို့ဒီအဖွဲ့တွေခစ်ကောင်းနေဆိုရင်အခါက2024တုန်းကကျွန်တော်လွှင့်ခဲ့တဲ့ဗီဒီယိုကိုကျွန်တော်ပြန်ပြီးတော့လွှင့်မယ်နောက်တစ်ခုကတော့ YouTube မှာတင်ရင်းနဲ့ဖြုတ်ခခံလိုက်ရတယ်ဗျအဲ့ဒါလည်းတချို့အကြိုင်းပြန်ပြီးတင်မယ်နော်အဲ့တော့ဒါတစ်ခုဆက်ပြီးကြည့်အဲ့ဒါကတော့ဓကီကိုဆောင်ရွက်တဲ့အချိန်တွေကလည်းစီးရင်ချင်းအားဒီအမေရိကန်ထွက်လာတဲ့ကိစ္စတွေပေါ်လာတာတွေရှောက်ပြီးရေးတာပေါ့လေသူကတော့အမေရိကန်သွားမယ်ဟုတ်လားအဲ့တော့ရှောက်ပြီးတော့ဖုန်းဆက်ဒါကိုကိုတာကြာဒါရောက်ကျွန်တော်ကြည့်မလို့နှစ်ဖက်လုံးလိန်တယ်ပဲဘယ်သူကပို့ပြီးတော့လိန်လို့ရမယ်ဒီတစ်ချက်တည်းမှာတော့ဘာလဲဆိုတော့ဟိုမှာတော့ကလည်းဒွေဦးဒေါ်လာမှာသူ့နာမည်မပါကောင်းလားဆိုပြောလိုက်တယ်ဗျာဒါကြတော့ဒီတစ်ချက်ကတော့ကျွန်တော်တတ်မှတ်ပေးတယ်ဘာရောက်လဲဆိုတော့ဒီ NUG တို့ဗျာ NLD တို့ဒီနိုင်ငံရေးသမားတွေလုတ်ကွက်နဲ့သူကိုယ်တိုင်ပြန်ပြီးခါရတဲ့ကိစ္စတွေအဲ့ဒါကတော့ဒါဟုတ်တယ်နော်အကုန်လုံးကတယောက်ချနေတာပဲအဲ့ဒါတော့ကျွန်တော်တတ်မှတ်ပေးထားတယ်အဲ့တော့နော်ဒါကတော့ကျွန်တော်ပေးတာလား420မှုကနှစ်ဖက်စလုံးလိန်တယ်လို့သတ်မှတ်တကွယ်လေအထောက်ထားကိုပြီးပြင်ပြနိုင်လို့ကနိုင်တယ်ပတ်စံကိုပြူးပြဲယူပြီးတော့မသိချင်အောင်ဆောင်နေတာတော့ NUG ဇက်အနေတာခံသူကိုဘေးပဲဆယ်လီတို့အလေးပေးတာနန်ဒီရဲ့တဘာဝဒါကြောင့်ကမ်ပိန်းလုပ်သူကိုနာမည်မထည့်ဘူးဆိုတာအမှန်ဒါကြောင့်လောလောဆယ်မှာပါဆယ်လိုတမှတ်ပေးတာရဲ့ထည့်အိမ်မှာတော့0ဖြစ်နေတယ်တင်ပြတဲ့အချက်တွေကလက်တွေ့မှန်တာပဲအမှတ်ပေးတယ်မျက်နှာမလိုက်ဘူးနတ်တန်တော့တစ္ဆာဆိုတာတွေယူမလိုက်ဘူးတိုက်ဟေမောင်လည်းမသိဘူးပါစားတော့သူခိုးတာ online ဆိုတာအဖွဲ့နဲ့ပေါ်ထုတ်တာဒါပေမဲ့ဒီအခုမှလူကိုဘေးပဲဘာတင်လဲဆိုတာပဲကြည့်တယ်ဒါနဲ့ပတ်သက်လို့ကတော့ဘာလဲသူရေးထားတဲ့ဟာကနော်သူရေးထားတာအဲ့တော့
ဘလို့အချက်တွေပါတွေ့လာလဲဆိုတော့ဒီရေးတဲ့အချက်တွေမှာနော်ဒီရေးရတဲ့အချက်တွေမှာအပြန်အလှန်လိန်တာမျိုးတဲ့ဆိုတာတွေ့လာတယ်ဗျ။ဒါနဲ့ပတ်သက်လို့ကဒီမှာနော်ကျွန်တော် message တစ်ခုပို့ထားတာအတူချုံကတော့တဲ့ RBK ကတူဟိုတယ်ငပိန်ကိုတဲ့ project ဘန်းပြဝေစုခွဲရောက်နေတဲ့ project အတွက်ဘလောက်သူ့ကိုပြန်ပေးရမယ်ကို percentage ဘလောက်ပေါ့တဲ့ဟိုဒေါ်လာရေးရတရဒေါ်လာရေးရတနာတွေရောင်းတယ်လို့ပေါ့တဲ့အဲ့ဒီမှာသူ့ hotel project ကမှန်းချက်သိမ့်မွေတော့သူ့ရဲ့တပ်ပါတီကြောင့်ဘာညာအဖြစ်တင်တာလည်းပါတယ်တဲ့သူ့ post မှာအရင်တော့ရေးလာလည်းဖတ်လိုက်ရသေးတယ်ခုတလောကလည်းရှမ်းပြည်ကမအားလာကလည်းပြန်ထိန်းချုပ်တာတကြောင်တော်လိုင်းကြီးကလည်းမအောင်တော့ဘူးဆိုတာသူတို့သိနေတဲ့အကြောင်းကြောင့်လေ RBK ကသူရစရာရှိတာမြန်ပြန်လိုချင်နေပြီးတဲ့အဲ့ဒီမှာသခိုးမနဲ့ RBK ကတဲ့ပရင်းတူဘူးဆိုလေတဲ့အရင်တည်းကတဲ့ထဲ့မှာတော့ AACCA နဲ့ပြီးတော့ International World Exposure လည်းအထားရောက်ရှိခဲ့ဘူးတဲ့ဒါကြောင့်သူတို့ကလက်ကြံကိုထဲ့ဟိမ်မှန်စီကတောင်းနေတဲ့အဲ့ဒီမှာသူတို့ချင်းတလွဲတွေဖြစ်ကြတယ်တဲ့ထဲ့ဟိမ်မှန်က CNC နဲ့ Big 4တို့ဘာတို့လို့ World Class Audit Fund နဲ့စီးရမယ် Audit fee တော့ Hotel Project ရန်ပုံငွေတွေကသုံးမယ်ပြောတယ်အဲ့ဒီမှာသခိုးမဆက်သွားတယ်တဲ့ Big 4လို့ဟာဝင်လာရတဲ့သူတို့အကုန်ပေးပြီးတဲ့အခုက NUG ကအမေရိကမှာလာနေလာတဲ့ USA ကားပါမရသူများအစိုးရကိုစီးလာမသိဘူးတဲ့ဒီလေးသိချင်းကို့ဖာသာကိုရှာဖတ်ပါတဲ့ထဲ့မှာပြောတာအလှကန်ကောက်တဲ့လူကငွေဟိုတဲ့အဖေအကောင်သွားအမေအကောင်သွားကို့စီးကိုလုပ်တဲ့လူလေးတဲ့စီးစစ်တာလက်မခံနိုင်ဘူးတဲ့သူပြောတာဟုတ်တယ်တဲ့ပြောရရင်သခိုးမကစီးစစ်ဆိုအတန်ကြားတာနဲ့နားခါတယ်တဲ့အဲ့ဒီမှာအညှိုးထားတယ်အငိုက်ဖမ်းတယ်အခုလိုစော်လာဒါပဲတဲ့ဒါကတော့နော်တင်ထားတဲ့ပို့စရာအဲ့တော့ဘာတွေ့ရလဲဆိုတော့နော်နိုင်ငံတကာ international auditor ကတော့အမှန်တိုင်းလုပ်တာလေဟုတ်လားဗမာလိုတော့ဘာညာတော့မရှိဘူးဗျနိုင်ငံခြားအစည်းအစစ်ကတော့အမှန်တိုင်းလုပ်တာပဲနော်မှန်မှန်နဲ့မိုင်ဒါပဲဒါကိုသူတို့ကမခံနိုင်ဘူးသူတို့ကဘာလို့ခြင်းလဲဆိုဗမာအချင်းကြီးကြိုက်တဲ့လူလို့အဲ့လူကိုနောက်ကနေပြီးတော့ဗပရက်ရှာပေးမယ်ဟုတ်လားနိုင်ငံလူပေးမယ်နောက်ပေးပါပါဝင်မယ်အဲ့လိုပုံစံမျိုးအဲ့တော့ဒီကိုပတ်တဲ့ဘလို့ပတ်တဲ့ရတော့ဒီပါဆယ်လိုနဲ့ဒီ WLL နှစ်ဖွဲ့လုံးကပေါင်းပြီးတော့လုပ်နေကြတာအဲ့ရတဲ့ငွေကလည်းပဲငေပြည်ကတော့နဲဘာမှဟုတ်ဒီပတ်ဒီမရဘူးသူတို့ကြောင့်မလို့ပြည်သူရဲ့နော်ငွေတွေအလကားဆုံးရှုံးပြီးတော့ဒေါ်လာကြီးထိခိုက်အောင်ဖြစ်လာတာနှစ်ဖွဲ့လုံးကတာဝန်ရှိတယ်အဲ့ဒီမှာမှသူကခိုးပါတယ်ငါခိုးပါတယ်ဆိုပြီးတော့အပြန်လာတမနေကြတာပဲကျွန်တော်တို့ကတော့ဒါဖိုးတွယ်လီမှုပဲနှစ်ဖက်လုံးခိုးတာပဲဒါပေမဲ့ဘာပြောရလဲဆိုတော့ထဲ့ဟိမ်မှာပြောတဲ့ထဲကဘာပါလဲဆိုတော့ဒီနိုင်ငံတကာတရရင်ဝင်ဟွာဖြစ်တဲ့နော် reputation ရှိတဲ့ဒါစင်းစစ်ကုမ္ပဏီကစစ်ကိုင်းမယ်အဲ့ဒါကိုပန်ဆယ်တို့ကဆွတ်ကုန်တယ်အဲ့လိုစရင်သူ့ဖင်ကွဲပြီဟုတ်လားပန်ဆယ်တို့ကဘာပြောလဲဆိုတော့ဒီလို project လုပ်တဲ့အခါမှာတော့ तू ကတလောက်လုပ်ပေးပြီးတော့တခိုးလို့ဆုတ်ဆွဲတာတော့သူ့နာမည်တော့မထည့်လေရင်းဆိုပြီးတော့ကြေကွဲပြနေတယ်အဲ့ဒါကြောင့်တော့ပါတော့နိုင်ငံရေးသမားတွေစောက်ကျင်ကိုကကုန်းပေါ်အောင်ပေါ်ပြနေတာရရင်ကတော့မှေးပြီးတော့တုံမယ်ချနေမယ်ကြီးလဲပြီးတော့ကန်ထုတ်မယ်ဒါနိုင်ငံရေးသမားတွေစောက်ကျင်အဲ့နိုင်ငံရေးသမားတွေကျင်တဲ့တခိုးကြတယ်အဲ့နှစ်ဖွဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ပြည်သူတဲ့ငွေတွေကိုအလွဲသုံးစားလုတ်ပြပြီးတော့တော်လာရေးထိခိုက်အောင်လုပ်တယ်လို့ပဲကျွန်တော်တို့ကသတ်မှတ်ရမှာဖြစ်တယ်ပါဆယ်လိုပြောတဲ့အထဲမှာဒါတော့သူအစဲခါပြီးလုတ်ပြီးတော့မှသူ့ကနာမည်မထည့်လေချင်းဆိုတာလဲဒါလည်းမှန်တယ်ဘာကြောင့်လဲဒီကဒီနိုင်ငံရေးသမားတွေစောက်ကြည့်မယ်လေဟုတ်လားထို့သူပဲထဲ့မှာပြောရတယ်ပဲဒါတရားဝင်ဟွာဖြစ်တဲ့ဒါနိုင်ငံတကာကအတိအမှပြုခံရတဲ့ဒီလိုနိုင်ငံခြားကုမ္ပဏီစစ်မှန်သူတို့ကဖေနော်ဆက်ခါအောင်ဖြစ်နေအဲ့တော့ခိုးတာတဲ့နော်အချောင်အပုံးချတာတဲ့တယောက်ကငွေကိုခိုးတယ်တယောက်ကနော်သမိုင်းကိုခိုးတယ်သမိုင်းခြေပြတ်တယ်သမိုင်းခိုးတာနဲ့ငွေခိုးတာနှစ်ခုပဲကွာတယ်သမိုင်းခိုးတယ်ဆိုတော့သမိုင်းကိုအမှန်တိုင်းမပြဘူးဟိုချာဒီချာဟိုချောင်ဒီချောင်လောက်တာဒါသမိုင်းကိုခြေပြတ်တာသမိုင်းကိုခြေပြတ်တာနဲ့ယုံကြည်မှုကိုခြေပြတ်တာနှစ်ခုပဲရှိတယ်လောက်တာယုံကြည်မှုခြေပြတ်ခြင်းဒီပြည်သူကနော်ယုံကြည်ပြီးတော့အနာထားတဲ့ငွေကိုအလွဲသုံးစားလုပ်တာကယုံကြည်မှုကိုဖျောက်ဖျက်တာလုပ်ခဲ့တဲ့ဟာတွေအစဲခါပြီးလုပ်ခဲ့တဲ့ဟာတွေကအတိအမှမပြုတ်ခြင်းဒီလေသမိုင်းကိုဖျောက်ဖျက်တာအဲ့သမိုင်းဖျောက်တာနဲ့ယုံကြည်မှုဖျောက်ဖျက်တာနဲ့အဲ့ဒီနှစ်ခုပေါင်းတဲ့အဖွဲ့ဒီကျွန်တော်တို့တော်လာရေးနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးတယ်လို့ပဲကျွန်တော်တို့ကသတ်မှတ်မှာဖြစ်တယ်သမိုင်းဖျောက်တာနဲ့ယုံကြည်မှုကိုဖျောက်ဖျက်တာနဲ့သမိုင်းကိုအလွဲသုံးစားလုပ်တာနဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်နိုင်
တိုင်းကိုမမကန်လောက်တာယုံကြည်မှုကိုမကန်လောက်တာဒီနှစ်ခုကအဓိကကျွန်တော်တို့တော်လာရေးမှာထိခိုက်စေပဲအဓိကအကြောင်းပဲတစ်ဖက်ကလည်းပဲပြည်သူတွေယုံကြည်ထားတဲ့ငွေကိုအလွဲဆုံးလောက်လွယ်တစ်ဖက်ကလည်းပဲအမှန်တရားကိုဖျောက်ဖျက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပဲကောင်းတယ်ဆိုတာလုပ်တယ်အဲ့တော့ကျွန်တော်တို့တမိုင်းကဘာဖြစ်ခဲ့လဲကျွန်တော်တို့မှာအမှန်တရားကိုလက်မခံတဲ့အချက်အဲ့ဒါကဘယ်တော့တာဝါလဲဆိုတော့တိုင်းသားအဖွဲ့အစည်းတွေဆက်ဆံရေးနိုင်ငံတကာလည်းဆက်ဆံရေးတွေပြည်သူတွေဆက်ဆံရေးတွေမြေပြင်မှာရှိတဲ့ဆက်ဆံရေးတွေအကုန်လုံးထိခိုက်သွားတယ်ဒါအမှန်တရားကိုလက်မခံတဲ့အတွက်ထို့အတူပဲယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ငွေကိုဖျောက်ပြက်တဲ့ဟာချင်းဒီတော်လိုင်းရံပုံငွေကိုအလွဲသုံးစားလုပ်တဲ့အတွက်ပြည်သူတွေမြေပြင်မှာရှိတဲ့တပ်သားတွေရဲ့နော်တော်လိုင်းကိုအများဆုံးထိခိုက်တယ်ဒါကြောင့်မို့ပမိုင်းဖျောက်ပြက်ခြင်းနဲ့ယုံကြည်မှုဖျောက်ပြက်ခြင်းတစ်ခုပြီးကျွန်တော်တို့တော်လိုင်းရေးနဲ့ပြည်သူတော်လိုင်းရေးကိုထိခိုက်အောင်လုပ်နေတယ်ဆိုတဲ့အချက်ကဒီလိုကျွန်တော်အနေနဲ့ကောက်ချက်ချတယ်မြင်တယ်အဲ့ဒီမှာနော်ဘယ်သူကဘလို့ဖြစ်ခဲ့လဲဆိုအဲ့ WLMF ဖွဲ့နဲ့ပတ်သက်လို့ကဒီဗီဒီယိုပြန်ပြီးတစ်ချက်ပြန်ကြည့်ပဲဒါတော့နော် WLMF ရဲ့ control ဘိုင်းနဲ့ပါဆယ်လို့1 year ago မတွေ့တော့1 year ago ဆိုအခုကျွန်တော်လွှင့်ခဲ့တဲ့အချိန်ကနော်အခုစက်တင်ဘာပေါ့လေလွန်ခဲ့တဲ့2024စက်တင်ဘာတော့လွှင့်ခဲ့တာဗျအဲ့ဒါနဲ့ပတ်သက်လို့တစ်ချက်ပြန်ပြီးတော့နော်အဲ့ဗီဒီယိုတစ်ချက်ပြန်ပြမယ်ပထမဆုံးကျွန်တော်ပြောချင်တာကဘာလဲဆိုတော့နော်ဒီဝီရမြန်မာ family ကိစ္စကိုရင်စပြောမယ်ဗျနော်ဒီမှာကြီးကဝီရမြန်မာ family မှာစီတော့ project တဲ့နော်စီတော့အဟိမ်းမှာညီတော်တသိန်းနဲ့ပြည်တော်သိမ်းမယ်ရှိတယ်နော်စီတော့အဟိမ်းမှာညီတော်တသိန်းနဲ့ပြည်တော်သိမ်းမယ်ရှိတယ်ဝီရမြန်မာ family တဲ့နော်ဝီရမြန်မာ family အဲ့ဒီမှာဝီရမြန်မာ family ကဒီမှာရှိ website တွေ့ရမှာကျွန်တော်တွေ့မှာနော်ဒီဟာ wlmf.org wlmf.org ဝီရမြန်မာ family နော်ဝီရမြန်မာ family စီတော့အဟိမ်းမှာညီတော်သိန်းနဲ့ပြည်တော်သိမ်းမယ်ရှိတယ်ကခွက်ခောက်တာနော်အဲ့ခွဲကောက်တဲ့ဟာကိုဘယ်သူတွေကနေပြီးဥဆောင်လုပ်နေတယ်လဲဆိုတော့နော်ခင်ဗျားတို့မျက်မြင်ရတော့ဒါပါဆယ်လိုကနေဥဆောင်လုပ်နေတယ်ပေါ့ဗျာနော်ပါဆယ်လိုကငါကိုခွဲကောက်တာပေါ့လေဒါပေမဲ့အဲ့ဒီဝီရမြန်မာ family ကအဓိက website ကဘာလဲဆိုတော့ wlf.org အဲ့ဒါကဘယ်သူကကင်ထားလဲဆိုတော့ smile ကကင်ထားတာနော် smile ကကင်ထားတယ်ဆိုတာကိုကျွန်တော်ကဘာအထောက်ထားနဲ့ပြရမလဲဆိုတော့ဒီမှာဆိုရင်နော်ဒီမှာsmile နော်စမိုင်းမောင်ဆိုတာသူ့ site ရှိတယ်ဗျနော်ဒါပေမဲ့အဲ့ smile မောင်တော့ w.smile မောင်တော့ org ဆိုတဲ့ site ကခင်ဗျာဝင်လို့မရဘူးနော်ဝင်လို့မရဘူးသူ့ special ဟိုဟာလေကျွန်တော်တို့ကြီးတဲ့ hacker ကနေပြီးတော့ကြည့်ပါပဲရတယ်သူတို့နီးလက်ကြည့်ပါရတယ်အဲ့တော့ online ဆိုတော့ဗောလေအဲ့တော့ကျွန်တော်ကအဓိကတော့ wlf.org/mly အဲ့ဒါကအဓိကသူချုပ်တိုင်းနေလုပ်နေတဲ့ site ပဲနော်အဲ့ဒီ page ပဲဒါပေမဲ့အဲ့ wlf.org.mly ဆိုတာခင်ဗျားတို့ကြည့်လို့ရမှာတော့မဟုတ်ဘူးเนาะဘာကြောင့်လဲဆိုတော့ဒါကဖွက်ထားတဲ့ site ဖွက်ထားတာဒါပေမဲ့ကျွန်တော်တို့အုပ်စုကကျွန်တော်တို့ရဲ့ကြီးတဲ့ hacker အဖွဲ့ကကြီးလိုက်အောင်ကောင်းကောင်းရတယ်เนาะအဲ့တော့ wlf.org/mly အဲ့ဒါကအဓိကကင်နေတာဒီကဒါဘလို့ကင်လဲဆိုတော့เนาะစမိုင်းအောင်စမိုင်းမောင် .com เนาะအဲ့ဒါကကင်နေတာရှင်းရှင်းပြောတော့ဒီ site ကကျွန်တော်တို့ကကြီးလိုက်တယ်ကောင်စမိုင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအကုန်လုံးကျွန်တော်တို့ကเนาะဆွဲချလိုက်တဲ့ခါမှာဆိုရင်ဒီအချက်ကဘာတွေ့ရလဲဆိုတော့သူ့ site မှာအားကင်ထားတယ်ဆို wml.org/mly ဆိုတဲ့ site ရှိတယ်နောက်ပြီးတော့သူ့မှာတခြား special site လည်းရှိတယ် smile မောင်ဆိုတာရှိတယ်အဲ့တော့ဒီမှာရှိ smile@smilemoung.com ဆိုတာကအဓိကသူတော့သုံးနေတဲ့ email ဒါတွေကတော့အများပြည်သူကိုသုံးတာတော့မဟုတ်ဘူးသူကသူအဆက်အသွယ်နဲ့သုံးနေတာအဲ့တော့အဲ့ဒီမှာဆိုရင်ဒီ smile မောင်ဆိုတဲ့နော် site ကိုကြည့်လိုက်တဲ့ခါမှာဒီမှာကျွန်တော်တို့နော် Facebook မှာကျွန်တော်ဝင်လိုက်တယ်နော်ဝင်လိုက်တဲ့ဆိုရင်ဒီမှာကြီး you.smilemoung.com နော် you.smilemoung.com ကိုဝင်လိုက်တဲ့ခါမှာဖြစ်လာတော့ connection က not private ဒါထွက်လာတယ်နော် attacker might be trying to steal your information from the you.smilemoung.com နဲ့ for example the password message credit card အဲ့လိုဟာထွက်လာတယ်ဗျနော်အဲ့တော့ဒီ smilemoung.com ဆိုတာကခင်ဗျားတို့ရိုးတန်တာမဲ့ online မှာကဝင်လို့ရတဲ့ site မျိုးမဟုတ်ဘူးနော်ဒါမျိုးကဒါနဲ့ဝင်ရရင်သူကဒီ danger sign ကိုထွက်လာလိမ့်မယ်နော် connection not private ဆိုတာမျိုးထွက်လာလိမ့်မယ်ဒါမျိုးထွက်လာတဲ့ site မျိုးဒါပေမဲ့အဲ့ဒီထွက်လာတဲ့ site ကတော့တကယ်မှာအဲ့ဒီ site ကရှိနေတာမရှိတာမဟုတ်ရှိနေတာမရှိလို့အဲ့လိုထွက်လာတာမဟုတ်ဘူးနော်အဲ့တော့ဒီမှာဆိုဒီ w.org နော်
WMLS.org/MVY ဆိုတာအဓိကကင်ထားတာသူကအဓိက site ကဘာကင်နေဆို smile.com ဆိုတဲ့ site ကကင်နေတယ်အဲ့တော့ဒီမှာ email ရှိတယ်ဆိုရဒါဒီ site ရှိတယ်က smile@smile.com ဆိုတာက email ရှိတော့ဒီ site ရှိတာနော်အဲ့ဒီတစ်ခုရှိတယ်နောက်တစ်ခုကလည်းဒီ file နဲ့ပတ်သက်လို့ကကျွန်တော်ထပ်ပြီးပြောရမှာသူ့ site ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဆိုသူက smile address နော်တန်တာ2ဆိုတာရှိတယ်နော်ဒါကသူ့ရဲ့နော်ဒီ smile နဲ့ပတ်သက်တဲ့သူ့ရဲ့ဟာသူနဲ့ပတ်သက်တဲ့အချက်တွေကြည့်တဲ့အခါမှာလည်းတန်တာထူးစွာတွေကအများကြီးတွေ့ရနေတယ်နော်အားလုံးပေါင်းစာမျက်နှာပေါင်း4100ရှိနေတယ်နော်4100ရှိနေတယ်ဒါနဲ့ပတ်သက်လို့ဆိုရင်ဒီလားဆိုရင်အဲတန်တာထူးစွာတွေ့ရနေတယ်ရမလို့နော်ဒီအချက်တွေကိုကျွန်တော်သုံးသပ်လိုက်ကြရင်ဆိုတာဘာလဲဆိုတော့ဒီ smile.smile.com ကဒီမှာဆိုတဲ့ website နော်ရှိမရှိကျွန်တော်ကစမ်းကြည့်တဲ့အခါမှာ pin ID နဲ့ကျွန်တော်ရှာကြည့်တဲ့ခြေအောင်သူကပြန်ပြီး return ပြန်လာတဲ့ဟာတွေရှိတယ် site တွေရှိတယ်ရောက်လို့ဒီ site ကရှိနေတဲ့ site မရှိတဲ့ site မဟုတ်ဘူးsmile.com ကတကယ်ရှိနေတဲ့ site နော်အဲ့ဒါရှိအောင်ကျွန်တော်စမ်းသပ်တာနောက်တစ်ခုကတော့ဒါကတော့ခုရှိမရှိကျွန်တော်စမ်းသပ်လို့ဆိုတော့ smile address နဲ့ပတ်သက်လို့ကတော့နော်တန်တာ2အဲ့ဒါသူ့ရဲ့နာမည်ရှိတယ်ဟုတ်လားနော်အပြီးဒါ smile.com နဲ့ပတ်သက်တဲ့ DNS နော် DNS server နဲ့ရှာလိုက်တာ smile.com ဆိုတာ site ကြီးတယ်ဒါ site တကယ်ရှိနေတာရှိနေလို့အဲ့လိုဖြစ်နေနော်အဲ့တော့ဒီမှာရှိလဲဆိုရင်အဲ့ဒီမှာသူတို့ site တွေမှာလည်းဘာတွေကအများကြီးကာကွယ်ထားလဲဆိုတော့နော်ကာကွယ်ထားတဲ့အခါမှာဒါက data.go. နော်အဲ့ဒါရှိတယ် data.go. data.go ရဲ့ dark web ဆိုတာဘာလဲဆိုတော့ dark web ဆိုတဲ့သဘောကခင်ဗျားတို့ online မှာကြည့်လိုက်ရင် digital footprint ကျန်တယ်အဲ့ဒီ digital footprint ကိုမကြံအောင်เนาะလုပ်တဲ့ site မျိုးเนาะအဲ့တော့ data.go ဆိုတဲ့ဟာကဘာလဲဆိုရင်ဒီเนาะ some of the most popular dark website search engine include data.go တဲ့ this is for the browser default search engine တဲ့ data.go main selling point is a privacy feature တဲ့သဘောတော့ဘာလဲဆိုတော့ဗျာเนาะဒီ data.go ဆိုတဲ့ဒီဟာကိုတော့ဒါကိုသုံးခြင်းအဖြစ်နဲ့ကိုယ့်ရဲ့ ID တွေကိုဒါဖျောက်ထားလို့ရတယ်ကိုယ့်ရဲ့ digital footprint ကိုဖျောက်ထားလို့ရတယ်အဲ့လိုဖျောက်ထားလို့ရတယ်ဆိုတဲ့ဒီ data.go ဆိုတဲ့เนาะdata.go ဆိုတဲ့ဒီဟာကိုသူတို့ site တွေမှာအများကြီးသုံးတာတွေ့တယ်အဲ့ဒီ WLF.org မှာဆိုရင်เนาะ /MBY မှာဆိုရင်ဒီ data.go ဆိုတဲ့เนาะ software ကိုအများကြီးသုံးထားတာကိုကျွန်တော်တွေ့တယ်အဲ့ဒါတွေ့တဲ့အကြောင်းကိုနောက်ထပ်ပြီးကျွန်တော်ပြောပြမယ်เนาะအဲ့တဘောတော့ဗာလဲဆိုတော့သူတို့အနေနဲ့ဒါကိုချက်လို့ကြည့်လိုက်တယ်ဆိုရင်เนาะဒါကိုကျွန်တော်သုံးသပ်လို့ရတယ်ဆိုတော့ဒီ WLF.org ဆိုတဲ့ site ဒီ smile ကနေပြီးတော့မှကင်ထားတဲ့ site ဖြစ်တယ်နံပါတ်1ချက်နောက်ပြီးတော့အဲ့ WLF.org ဆိုတဲ့ site ကတော့ဒါဒီအားနဲ့ပြောင်းဝင်လို့ရတယ်ဒါပေမဲ့သူ့ကိုမှအဓိကနော်လုပ်နေတဲ့ page က WLF.org/MBY ဆိုတဲ့ page ရှိတယ်အဲ့ဒီ page ကတော့နော်ဒီလိုတန်းကြည့်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဒီ GZF ကအဖွဲကကြည့်လို့ရတယ်နော်နောက်တစ်ခုကလည်းပဲအဲ့ဒီနော်ဒီ smile ရဲ့ site site တွေမှာဘာလုပ်ထားလဲဆိုတော့ခုနကျွန်တော်အခုဒီမှာပြနေတယ်နော် data.go ဆိုတဲ့ဒီဟာမျိုးဒါမျိုးတွေကိုသုံးထားတယ်ဘာကြောင့်သုံးနေလဲဆိုတော့ဒီဟာတွေကကိုယ့်ရဲ့ digital footprint ကိုဖျောက်တဲ့ဟာမျိုး digital footprint ကိုဖျောက်တဲ့ဟာက dark web ဆိုတဲ့ site တွေကိုသွားတဲ့သုံးတဲ့အခါမှာအဲ့ဒါ digital footprint ကိုဖျောက်တာပဲခင်ဗျားတို့ dark web ဆိုတာတော့သိမှာပေါ့နော်ဒီ dark web ဆိုတာကရှင်းကြောင်းတော့ဒါဥပဒေနဲ့မလွတ်တဲ့ဟာတွေလုပ်နေတဲ့ဟာတွေနော်အဲ့ဒီ site တွေကဒါ dark web တွေပဲရောက်မလို့ဒီအချက်တွေမှာဆိုရင်နံပါတ်1ချက်ပြောရတယ် URL.org ဆိုတဲ့ဟာကနော်အခု zero project တွေဘာတွေကိုမှ parcel လိုကနေလုပ်နေပေမဲ့အဲ့ဒီ site ကတကယ်တော့ဘယ်သူကကင်ထားလဲဆိုတော့ smile ကကင်ထားတာဖြစ်နေတယ်နော်အဲ့ဒါကျွန်တော်ပြောတယ်နော်ဒါကနံပါတ်1ချက်ဒါနဲ့ပတ်သက်လို့ဆက်သွားမယ်ဆိုရင်ကျွန်တော်ရှာတဲ့ page မှာပြမယ်ဆိုရင်ဒါနဲ့ပတ်သက်လို့ကတော့အခုပထမဆုံးကျွန်တော်ပြောတာကနော်ဒါ WLF.org ဆိုတဲ့ site ကဒါ smile ကကင်ထားတဲ့ site ဆိုတာကိုကျွန်တော်ပြောတာဖြစ်တယ်နော်အဲ့ဒီကမှာနော်ဒါနဲ့ပတ်သက်လို့ကနော်241ကြည့်မယ်တူဘောကိုနော်ဒီမှာမြင်တယ်နော်ဒီ WLF.org/MBY နော်အဲ့ဒီ site ရှိနေတယ်ဒါကသူတို့နော်ကင်ထားတဲ့ site ရှိနေတယ်နော်အဲ့ဒီ site ရှိတဲ့အပြင်နော်2416ကိုကြည့်မယ်ဒီမှာတော့ domain name တွေနော်သူတို့နဲ့ပတ်သက်တဲ့နော်အချက်အလက်တွေတရားနေပြီးတော့လုပ်တဲ့ register email တွေဒါတွေအကုန်လုံးတော့ဒါတွေတွေ့ရမှာဖြစ်တယ်နော်အဲ့ဒါ WLF.org/MBY နဲ့ပတ်သက်တဲ့ဟာတွေနောက်ပြီးတော့2982ကိုကြည့်မယ်
ဝင်တော့ပေါ့ ဝင်းနေ တီးဘူး တေးရော ဟုတ်ကဲ့ပါဆို 2982เนาะခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီမှာ standard 2ဆိုတာတွေ့ရเนาะ smile select standard 2เนาะ smile select standard 2ခုန standard 2ဟာကိုကျွန်တော်ပြလိုက်တယ်လေဘာကြောင့်လဲဆိုတော့သူ့နာမည်ပဲဒါ smile select standard 2တခြား smile တော့မဟုတ်ဘူး standard 2ဆို smile เนาะအဲ့ဒါပဲအဲ့ဒါကဒီမှာဆိုသူတို့သူ့ရဲ့ချက်ကိုပို့ပြီးတော့ထင်ရှားအောင်ပြတာ smile select standard 2เนาะ URL org/mdy အဲ့ဒါတွေ့ရမယ်နောက်က3236ကိုကြည့်မယ်เนาะဒီမှာကြည့်မှာ wlf.org/mdy เนาะအောက်ကိုဆက်ဆင်းသွားတဲ့အခါမှာဘာတွေ့ရလဲဆိုတော့ round housing survey เนาะဒီမှာ data go ဆိုတာတွေ့ရတယ် data go wlf.org/mdy အဲ့တော့အဲ့ data go ဆိုတဲ့အချက်ကဘာလဲဆိုတော့ခုနပြောလို့ပဲလေကိုယ့်ရဲ့ digital footprint ကိုเนาะဒီ online ကိုတက်တဲ့အခါမှာရှာလို့မတွေ့ရအောင်လုပ်တာရှင်းတော့ dark web တို့ဟာမျိုးเนาะအဲ့ဒါကိုလုပ်ဖို့ဟာရှင်းတော့သူတို့က privacy လို့ဆိုတာပေါ့လေဒါပေမဲ့အဲ့ privacy ရလည်းပဲခုနပြောတဲ့ဒီ data go လို့ site ကနေဝင်ပြီးသွားတဲ့အခါမှာသူတို့ဆက်ဆက်နေတဲ့အချက်လက်တွေဘာတွေကိုလိုက်လို့မရအောင်လုပ်တာเนาะရောက်လို့ဒီမှာ data go ဆိုတဲ့အခါနဲ့ဒီမှာ wlf.org/mdy နဲ့ကဆက်ဆက်နေတယ်ဆိုတဲ့အတွက်ဒီ site ဒီဘလို့ဟာကိုသုံးထားတဲ့ဆိုရင်ဒီလို data go ဆိုတဲ့ဒီเนาะ digital footprint ကိုဖြောက်တဲ့dark web လိုဟာမျိုးသုံးပြီးတော့မှ online ကိုဝင်ထားတာတွေ့တယ်အဓိကကတော့ wlf.org/mdy ဆိုတာကအဓိကသူတို့လုပ်နေတာဒါပေမဲ့ဒါကိုခင်ဗျားတို့ရှာလို့တော့တွေ့ရမှာမဟုတ်ဘူးအဲ့ page ကသူတို့ဖြောက်ထားတာเนาะဒါပဲဘာလို့တွေ့လဲခင်ဗျားတို့ wlf.org ဆိုတာတော့ခင်ဗျားတို့တွေ့တယ်ဒါခင်ဗျားတို့ဒါ C-law project တွေပါလုပ်နေတာ C-law project အဲ့ဒါတွေ့တယ်ဒါပေမဲ့အဲ့ဒီ site ကိုတကယ်တမ်းကိုကင်ထားတဲ့အခါအဲ့ spine ကကင်ထားတာဖြစ်နေတယ် spine ကကင်ထားတာဖြစ်နေတဲ့ပြင်အဓိကကင်ထားတဲ့ site က wlf.org/mdy သူက data go ဆိုတဲ့ဒီတော့ digital footprint ဖြောက်တဲ့เนาะ dark web နဲ့ဆက်ဆက်ပြီးတော့သူကကာဝယ်ထားတာရှိတယ်เนาะဒါဘလို့လဲတဲ့ဟာကိုကျွန်တော်ကပြောအဲ့တော့ဒါကကျွန်တော်အခုပြောခဲ့တဲ့ဟာဒီဗီဒီယိုကနော်လွန်ခဲ့တဲ့ဟိုပါပေါ့2024တည်းကကျွန်တော်ပြောခဲ့တယ်ကြဘယ်တော့ကကျွန်တော်တင်လဲဆိုတော့26မှ2024မှာကျွန်တော်တင်ခဲ့တယ်ကျွန်တော် website ကိုကြည့်နော်26မှ2024ကျွန်တော် website တင်ထားတယ် website မှာအပတ်စဉ်ထွင်းတဲ့ဗီဒီယိုတွေနဲ့ YouTube တင်တာနဲ့တင်ထားတယ်အဲ့တော့ YouTube ကတော့Facebook ကတော့နော်တလနေပြတ်သွားတယ် YouTube ကတော့မပြတ်ဘူးဒါတချို့ဟာတွေကတော့နော်သူတို့ complaint လို့ပြုတ်တာတော့ရှိတယ်အဲ့တော့ဒီမှာ24 March 2024ကတင်ခိုင်းတာနော်26 March 2024တုန်းကတော့အဲ့တော့အဲ့ဟိုဒူဖြူမိုးစဲဟာမှာကျွန်တော်ဆဲတာတဲ့ပတ်သက်လို့သူ့ရဲ့ဆရာမကြီးကိုကျွန်တော်ကပြန်သမတာပေါ့လေဟဲ့လားအဲ့စီလိုပါဆာလာရဲ့စီလို project ကိုလက်ခံပေးတဲ့ WLF အဖွဲ့နေတဲ့စမိုင်းဘလို့ဆက်ကြကြောင်းပြောမယ်တဲ့နော်အဲ့တော့ဒါကြောင့်ဘာလဲဆိုတော့အဓိကကတော့အဲ့ WLF တို့ ORG တို့ Parcel တို့အဓိကဘာလုပ်တယ်လဲဆိုရင် Parcel project တစ်ခုလုပ်တိုင်းကလည်းဘယ်လောက်ရတယ်ကလည်းတိုင်းနဲ့ချီရတယ်ဆိုတော့တကယ်အဲ့ဒါကြားပြန်လုပ်တာဗျဟိုရေးကောက်ချတာအဲ့ဒီအဖွဲ့အစည်းကဒီလိုတော်လိုင်းရေးကိုအကြောင်းပြပြီးတော့မှတော်လိုင်းရေးရံပုံငွေကောက်တယ်ပြုတယ်တော်လိုင်းရေးရံပုံငွေကောက်တယ်ပြုတယ်လှူတယ်ပြုတယ်ဆိုရင်ဒါကဒါတရားဝင်ဖြစ်တာလေဒါဟိုဘယ်လိုခေါ်မလဲဆိုတော့ဒါဟိုနော်ဒီ charity ဖြစ်သွားတာ charity ဖြစ်ရင်စက်တာသိမရှိတော့ဘူးဒါပေမဲ့တကယ်မှာနော်အဲ့ဒါကိုကာဗာလုပ်ပြီးတော့နောက်ကကြားပြန်နေကြကြီးလုပ်တာအဲ့ကြားပြန်လုပ်တယ်ဆိုတဲ့ site တွေဘလို့ရှိတယ်ဆိုတဲ့ကြားကို2024တည်းကကျွန်တော်ကပြောခဲ့တာအဲ့ဒါကတော့အခု online စုံတော့ဖွဲ့လို့အဲ့တော့ကျွန်တော်ကတော့ရည်စက်ဟာကလို့ဆိုခဲ့တာပေါ့ဒါပေမဲ့တကယ်သူကဟက်ကာမဟုတ်ဘူးက online စုံတော့ဖွဲ့ဖြစ်လာသူတို့ကနေရှာသွားတဲ့အချက်လက်တွေကို2024ကတည်းကကျွန်တော်ကတင်ပြခဲ့တယ်သူတို့အဲ့တော့မှစီတော် project တွေပါတယ်ဆိုပြီး Parcel ကတက်လာတယ်ခင်ဗျားတို့မြင်တာတော့ Parcel ကအပြန်တာတက်ကြွတော့ Parcel project လို့ပဲယူဆတာတကယ်အနောက်ကကိုင်နေတာ WLF.OR ဆိုရဲအဖွဲ့ကကိုက်နေတာဝီဒမြန်မာ family ဆိုတာကိုက်နေတာအခုတော့ပြတ်တာတက်ပြီအခုပြတ်တာတက်တဲ့ခါမှာသူကလည်းချတယ်ဟိုကလည်းချတယ်ဟိုကလည်းဘာပြောလဲဆိုတော့
သူ့ကိုမြငွေခိုးတယ်ပြောရအောင်တဲ့ငါကဘလို့ဟာမဆက်ဆက်နေလဲထူးကုမ္ပဏီနဲ့ဆက်ဆက်တယ်ပါတယ်ဆိုအဲ့ဒီမှာဥဒေသားတို့ပိုင်တဲ့ကုမ္ပဏီတွေပိုင်တဲ့ဆက်ဆက်တဲ့ဟာဆိုတချင်းတွေမှာဒါစကားစားဘက်ကပေါ့ဟုတ်တယ်မလားနော်ဟိုကတော့ပြောတာပေါ့လေဒီဟာမှများဒီပါဆယ်လို့ဟာများငါ့ကိုကတဲ့ဟိုငွေခိုးတယ်လို့ပြောအောင်ငါကလည်းဘယ်လိုကုမ္ပဏီနဲ့ဆက်ဆက်ပါတယ်လို့ပြောတော့အဲ့ဒါကိုနော်ကိုထုတ်ကိုပြီးရတာဟုတ်လားထူးကုမ္ပဏီကတေသားလုပ်ထားတဲ့ကုမ္ပဏီလေအဲ့လိုကုမ္ပဏီနဲ့ဆက်ဆက်နေတယ်ဆိုတော့ရှင်းရှင်းပေါ့ဒီကောင်တွေအကုန်လုံးကစကားစားဘက်ကလူတွေပြတာခင်ဗျားတို့ကသိပြီပေါ့လားနော်သူတို့ရှင်းစားချတာကပေါ်လာဒီခါသူတို့ရင်းချတော့ပေါ်လာတာဟိုဟာမလက်စကားစားနိုင်ငံကြလွတ်ထားတယ်ဒလာမတော်လိုင်းကိုပြက်အောင် institute တခုလို့ပြက်အောင် NUG ဆိုတဲ့အဖွဲ့ကိုပြက်အောင်တမင်လို့လုပ်တာဟိုဘက်ကဟာကလည်းစကားစားလုံထားတာလေကျွန်တော်ရဲ့ website ကနော်အလကားကျွန်တော်ပြထားတာမဟုတ်ဘူးလေဒီမှာ website မှာတစ်ချက်ပဲဝင်ကြည့်လိုက်